ဖတ်တင်များစာအုပ်တန်းကိုတရားရခိုင်လုံးမှတ်မိစေမယ်စာအုပ်တို့ကိုအချိန်ပေးပြီးဖတ်လိုက်တယ်ဖတ်ပြီးတော့ဘာတွေဖတ်လိုက်မှမှတ်မိတော့ဘူးဖြစ်ဘူးလားဒါမှမဟုတ်ဆောင်းဝဲကန်းနဲ့ရောက်မှဖတ်ထားတာတွေရောဝေဝါးတာတွေဖြစ်ဘူးလားတကယ်တော့ဒါကမှတ်ဉာဏ်မကောင်းလို့မဟုတ်ဘူးမှတ်တဲ့နည်းလမ်းမှားနေလို့ပါဒီနေ့မှာတော့ဖတ်တင်များအားလုံးကိုဘုန်းတော်တင်ဆက်မဲ့တော့တင်မယ်ပိုင်းပိုင်းနည်းလမ်းအကြောင်းပြောပြပေးပါမယ်ပထမဆုံးအဆင့်ကတော့တင်လေးလာခြင်းနဲ့ဒါမှမဟုတ်မှတ်မိခြင်းတဲ့အကြောင်းအရာကိုစာရွက်အလွတ်ပေါ်မှာခေါင်းစဉ်ကြီးကြီးတက်ထားလိုက်ပါပြီးရင်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတင်တီးတင်များမှတ်မိတင်များကိုစာအုပ်ပြန်မကြည့်ပဲအကုန်ချရေးပါစာရေးစာကုန်းရေးလို့မျိုးမဟုတ်ပဲခုပါတာကိုပြန်ပြောနေတယ်လို့မျိုးရိုးရှင်းနေရေးပါဒီကနေ့ကလေးတယောက်ကိုရှင်းပြလို့ပါဒါကအရေးကြီးဆုံးလိုအပ်ချက်ပါတင်ချရေးထားတဲ့အချက်လက်တွေကိုရှင်းနေတဲ့ကလေးတယောက်ကိုနားလည်အောင်ရှင်းပြနေရလို့စိတ်ကူးကြည့်ပါခက်ခဲတဲ့စလုံးတွေပညာရက်ဆိုင်ရာဝါဒတုံးပဲချိုးရှင်းတဲ့ဥပမာတွေနဲ့ရှင်းပြနိုင်ပြီဆိုမှတင်ဟာဒီအကြောင်းအရာတွေကိုတကယ်နားလည်သွားတာပါဖြူဖြူရှင်းရှင်းမရှင်းပြနိုင်သေးရင်သင်ကိုယ်တိုင်နဲ့တောက်ကိုနားမလည်သေးပါဘူးရှင်းပြရင်းနဲ့ဖြစ်ဖြစ်ရင်းနေရင်းနဲ့ဖြစ်ဖြစ်တနည်းအားမှာချက်သွားတာမေးသွားတာမျိုးရှိခဲ့ရင်အဲ့ဒါသင်အားနေသေးတဲ့အချက်ပါပဲအဲ့ဒီအချိန်ကြာမှမူရင်းစာကိုပြန်နိုင်ကြည့်ပါပြီးရင်မင်းရဲ့စလုံးပိုင်းကိုအားပြပြီးခုနကတည်းကရိုးရှင်းတဲ့စကလုံးတွေနဲ့ပြန်ပေါင်းစပ်ပါအဲ့လိုလုပ်လိုက်တာနဲ့တင်အောင်တော့ကဒီချက်ကိုအရေးကြီးတဲ့အချက်အလက်ဖြစ်သတ်မှတ်ပြီးရေရှည်မှတ်ညာခဲ့ပါသိသိလိုက်ပါပြီဒီနည်းလမ်းကိုအသုံးပြုရင်စာအုပ်တုပ်တင်မကပဲတင်ဒီမြအရာဘယ်ရမဆိုတရားရခိုင်တော့မှတ်မှုစီမှာပါခုပဲတင်မှတ်မိခြင်းတဲ့အကြောင်းအရာကိုစာရွက်ပေါ်မှာခြာပြီးစမ်းကြည့်လိုက်ပါဒီဗီဒီယိုလေးကတင်တဲ့အကျိုးရှိမှဆိုရင်တခြားလူတွေအတွက်လည်းသိအောင်မျှဝေခဲ့ပါအောင်အားလုံးပဲဘုန်းကြီးကကြိုးပမ်းကြပါစေ